အခုမြင်တွေ့နေရတဲ့ဒီမြင်ကွင်းကဖန်သားပြင်ကတဆင့်ကြည်နေရတဲ့သူတွေအတွက်တောင်ဒီဆက်လေးကိုတော်တော်လေးတနာသွားစေမှာပါတစ်ကိုင်းနေပေါ်မှာသူ့ရဲ့ဥချိုတွေကိုဟိုဘက်ဒီဘက်ပုတ်တိုက်နေတာအရေကုန်တွေပုံးပဲ့ပြီးအသားနေရဲရဲတွေထွက်လာတာကိုကြည့်ပြီးသူကိုယ်တိုင်နာကျင်အောင်လုပ်နေတာလားဒါမှမဟုတ်တစ်ပင်မှာညှိနေလို့ရုံမထွက်နိုင်တာလားလို့ထင်မိနိုင်ပါတယ်ဒါပေမဲ့တကယ်တမ်းတော့ဒါဟာတော်ရိုင်းဆက်တကောင်ကသူ့ရဲ့ဥချိုတွေကိုလဲလှယ်နေတာပဲဖြစ်ပါတယ်ဒီဥချိုတွေကိုရှင်းထုတ်ပေးမဲ့သူမရှိတဲ့အတွက်ကြောင့်ဒီဆက်လေးတွေဟာအတိုင်းအတာတစ်ခုထိကြီးထွားလာတဲ့ဥချိုတွေကိုဖယ်ရှားပစ်ဖို့တစ်ကိုင်းနေနဲ့တစ်ပင်မင်းစီတွေကိုပဲအဖန်တလဲလဲပုတ်တိုက်ပြီးဖြည့်ရှင်းနေရတာပါတကယ်တော့ဆက်တွေရဲ့ဥချိုတွေဟာအချိန်အပိုင်းခြားအလိုက်ကြီးထွားလာတတ်ကြပါတယ်တော်ရိုင်းဆက်တွေဟာတစ်ပင်တွေနဲ့ပုတ်တိုက်ရုံနဲ့မကပဲတကောင်နဲ့တကောင်နဲ့ဥချိုချင်းတိုက်ခိုက်ပြီးတော့ဒီဥချိုတွေကျိုးထွက်သွားအောင်စ조사တတ်ကြပါသေးတယ်အကယ်၍ဒီဥချိုတွေကိုမရှင်းထုတ်နိုင်ဘူးဆိုရင်ကီလိုဂရမ်10 ကနန်းလောက်အထိလေးလံလာနိုင်ပါတယ်ခေါင်းပေါ်မှာဒီလောက်လေးလံတဲ့အလေးချိန်ကိုနေတိုင်းထမ်းထားရတဲ့အခါဒီတရဝါလေးဟာခေါင်းတော်မဖော်နိုင်တော့ပဲလဲပင်ကြီးငုံပြီးမြေပြင်ကိုပဲကြည့်နေရတော့မှာပါဒါကြောင့်မို့လို့အခုမြင်နေရတဲ့စိတ်မချမ်းမြေ့စရာဥချိုပုတ်တိုက်နေတဲ့မြင်ကွင်းဟာတကယ်တော့လေးလံလွန်းတဲ့ဥချိုတွေကိုဖယ်ရှားပြီးပေါ့ပေါ့ပါပါရှင်သန်နိုင်မှုအတွက်လှုံ့ဆော်နေတဲ့သဘာဝဗီဇတစ်ခုပဲဖြစ်နေပါတော့တယ်